Okay ဆန်ငယ်လေးစမဒီမုံနဲ့ပတ်သက်လို့ပြောပါဦးအရင်ကြီးပါတယ်လို့ဘာကြောင့်လဲဆိုတော့မိန်းမတွေမရောက်ဘူးဆိုရင်တော့မလွယ်ဘူးလေနော်သူတို့ရောက်မှကျွန်တော်မျိုးသမီးနဲ့ပတ်သက်ပြီးမှတော့တကယ်ကိုဖျားပြင်ဆင်ပေးတဲ့အရန်ကိုချစ်တယ်ဆိုတဲ့စကားလုံးထက်တောင်ပိုပြီးလေးနဲ့ပါတယ်လို့တကွက်ပြလိုက်ပြီချစ်တယ်ကတော့ပြောလို့ရတာပေါ့ဒါပေမဲ့သူသိပါတယ်ဘာကြောင့်လဲဆိုတော့လူတယောက်ကလူပြိုမှာဘလောက်ပဲအောင်မြင်အိမ်ထောင်ကြတဲ့အချိန်မှာအဲ့ဒီအောင်မြင်ခြင်းကတကယ်ဆက်သွားနေသေးသလားဆိုတာအားရာကအဲ့ဒီမှာစကားပြောပြီအဲ့ဒီမှာလာပြီဆိုခုနပြောလို့ပေါ့တကယ်ကျွန်တော်တို့အိမ်ထောင်ပြုတ်လိုက်တဲ့အခါမှာဖျားပြင်ဆင်ပေးတဲ့အိမ်ထောင်ဘက်အမျိုးသမီးကတော်တော်လေးကောင်းကြီးဖြစ်စေတာနော်အဲ့ဒါတစ်ချက်လွဲသွားပြီဆိုတော့လစ်ဖို့ပဲရှိတော့မှာတလားခုနဆရာခွာပြီးပြောသလိုအဲ့တော့မလားညီလေးနော်ညီလေးတော့ကလေး2ယောက်ကျွန်တော်3ယောက်ဖြတ်တန်းရတယ်ကျွန်တော်မျိုးသမီးလဲကလေး3ယောက်ကိုထိန်းရတယ်ကြောင်းရတယ်ကြောင်းနေလိုက်ဖို့ခုနလိုပေါ့နော်ဖြတ်တန်းရတယ်သူကိုယ်တိုင်ချက်ပြုတ်တခါတလေကြာရင်တော့ဘယ်လိုပြောမလဲမျိုးသမီးတွေကိုအရန်ကျွန်တော်တို့သူတို့မပိုင်တော့ကျွန်တော်တို့ဘလို့မှဆက်လျှောက်လို့မရဘူးလို့တော့ပြောချင်ပါတယ်စင်ပေါ်မှာတချင်းဥဆောင်နိုင်ဖို့ဆိုတာလေတကယ်ပါမျိုးသမီးတွေသူတို့စိတ်မကောင်းဖြစ်နေတယ်သူတို့တခုခုကျွန်တော်မျိုးသမီးဆိုကျွန်တော်အမြဲတမ်းတကယ်မြောက်ပြောတာမဟုတ်ဘူးနော်တခုခုအိမ်မှာတခုခုerrorဖြစ်နေတယ်ပြဿနာတခုဖြစ်တယ်ဆိုမပြောဘူးသူတို့မျိုးသမီးတော့ဘယ်လိုလဲတော့မသိဘူးပေါ့နော်ကျွန်တော်မျိုးသမီးပြောတာနော်အဲ့လိုပဲနေမှာပါပြောချင်တာလေတခုခုဖြစ်တယ်နော်ဒါပေမဲ့မပြောဘူးနော်ဟိုတကောက်လည်းတနိုင်းကနေကလေးကဖျားနေတာကျွန်တော်တို့တနိုင်းမှာဗိမာန်တော်နုမောဒနာလုပ်လို့အဲ့မှာအကြီးကျယ်ဆွဲတကုံချီဝမ်းပြီးတော့ဘာမှတခုမှမပြောဘူးအိမ်ရောက်လာတဲ့ခါမှာငယ်ကောင်ကကိုယ်တွေပူပြီးတော့ဖျားအသေးတန်ဖျားနေတာကျွန်တော်လည်းရမ်းပင်ပန်းပြီးတော့ရောက်လာတာအဲ့ဒါနဲ့အိမ်ရှိရောက်တော့အဲ့မှာဆရာကြီးမီတို့ကျွန်တော်ကားတစ်စီးစီးလာတော့ဆရာကြီးမီတို့ကျွန်တော်အိမ်လိုက်ပို့တော့အိမ်ရှိရောက်တာနဲ့အဲ့မှာကလေးသူတို့အပြင်ထွက်ဖို့လုံနေဟာဘေးသွားမလို့လဲဆိုဟာဒေးဗစ်ရမ်းဖျားနေတာဘာမှမပြောဘူးတော်တွေပြောက်တကားတွေရိုက်ဖွင့်ဟာအိမ်မှာအဲ့လိုတွေပြောချင်တာလေနော်မြို့သမီးတွေကဘယ်လောက်ထိတကယ်ပါသူတို့မပိုင်တော့ကျွန်တော်တို့ဒီလိုရွေ့နိုင်ဘူးဆိုတာဘလို့မှမဖြစ်နိုင်ဘူးဒါကြောင့်တသားတကူတယ်ဖြစ်စီတယ်ဒီလိုမျိုးအကောင်းဆုံးဘုရားပြင်ဆင်ပေးတဲ့အထောက်အမအမျိုးသမီးတွေကျွန်တော်တို့ ਨੇ အတူရှိနေခြင်းကြောင့်ပဲကျွန်တော်ဒီလိုသွားလာပြီးတော့လူများစွာတဲ့ကောင်းကြီးဖြစ်နေတယ်ဆိုတာကကျွန်တော်တယောက်တည်းတော်လို့မဟုတ်ပါဘူးအဲ့ဒါကိုတကယ်ပြောချင်တာပါဒီလိုမေးခွန်းမျိုးဆိုတာကမေးတဲ့လူမရှိရင်ကျွန်တော်တို့ရှာရှည်ပြီးရှောက်ပြောလို့လည်းမကောင်းဘူးဒီကောင်းနေသူတို့မျိုးသမီးကိုရှောက်တဲ့မလားနေရာတိုင်းမှာလိုက်ကြော်ညာနေတယ်အဲ့လိုဘလိုင်းလေးထင်ပါလေဒီလိုမျိုးမေးတဲ့လူရှိတဲ့အချိန်မှာဖြေရတာအရသာရှိတာအဲကြောင့်အရသာရှိဖြေပြရစေလို့ကျွန်တော်တို့မိန်းမတွေအရန်တော်လုံးလို့ကျွန်တော်တို့ဒီလိုကောင်းကြီးဖြစ်နေတာပါအရန်ချစ်ပါတယ်ညီလေးဆက်ဆွဲကိုဝင်3လအမျိုးသမီးကြည့်နေတယ် live ဝါဒီနေ့ကတော့အမျိုးသမီးတွေခွန်အားရတဲ့နေ့ပဲတခါလေကျွန်တော်တို့ကယောက်ျားလေးတွေကပဲကိုယ့်ကိုယ်ပဲလုံနိုင်တယ်လို့ထင်ကြတာနော်တကယ်တမ်းကျကျွန်တော်တို့ရဲ့တကယ့်ခွန်အားကနောက်မှာနော်ဆရာကျွန်တော်ဆိုမယုံရင်သူ့ Facebook ကြည့်လိုက်သူ့မိန်းမရဲ့မှာကြချက်ခံယူနေတာဆိုဓာတ်ပုံတင်လိုက်တဲ့သူက FaceTime နဲ့ခေါ်ပြီးတော့မိန်းမရဲ့ညွန်ကြားချက်ကိုခံယူနေတယ်တဲ့လုံးဝနော်လုံးဝဟိုပါတိုင်ထားတာဆိုတော့တကယ်ဆရာအငယ်လေးနဲ့ဆမတီမလို့မိသားစုတွေလက်ခုပ်တီးပြရအောင်မမြင်ရတဲ့တကယ်မိသားစုတွေဆက်ကတော်တွေတကယ်ချီးကျူးဖို့တကယ်ကိုဂုဏ်ပြုဖို့အရန်ထိုက်တာနဲ့ဖွင့်ရဖြစ်ပါတယ်အာမင်